အပတိဘလောသုဘာပိဒဒုဗ္ဗပိဒသာအတ္တမညာတုံသောသသောသောပုဂ္ဂိုလ်သည်ဇလောဒုပညောပညာမဲ့ဤဒိဋ္ဌိပညာမရှိဘူးတဲ့ဒိဋ္ဌိကပညာမပါဘူးအဟိပုဂ္ဂိုလ်ဇလောမိုင်မဲ့တွေးဝေးဤလမှုသောစွန့်ဤစွန့်အားပြီးတော့နေတဲ့ပုဂ္ဂိုလ်စွန့်အားနေတဲ့ပုဂ္ဂိုလ်သုဘာတိဒဒုဗ္ဗတိဒသာကောင်းသောစကားမကောင်းသောစကားဤအထာနေကိုအညာတုံသိခြင်းကအပတိဘယ်တော့မစွန့်နိုင်မီဟောတိဖြစ်၏စကားကောင်းဆိုလည်းသူနားမလည်ဘူးတဲ့မသိဘူးတရားစကားတွေပါပြောလဲသဘောမပေါက်နိုင်ဘူးတဲ့နားမလည်နိုင်ဘူးအဟိပုဂ္ဂိုလ်ဟိပုဂ္ဂိုလ်ဆိုထူးထူးနာနာအင်္ဂါတွေလည်းချွေနေပါရဲ့သူများလို့လူအင်္ဂါတွေအပြည့်စုံမပါတာဘူးလက်တို့အားတော့ဘောလေအပြည့်စုံအင်္ဂါတွေအပြည့်စုံမပါတာအင်္ဂါတွေတစ်ခုချွေရွှဲသူများနဲ့လူချင်းမတူလူချင်းတူနေလို့ရှိရင်လည်းစကားမပြီးတော့ဆုံးအားနေတာတို့ဒီလိုကနားထိုင်နေတာလည်းကြည်တာတယ်မျက်စိပြည့်နေတာပရိသေကလည်းပါလာတော့နောက်မှကြီးမာဟာကိစ္စတွေပရိသေကလည်းမမွေးငင်ကလည်းဝန်းထဲကလည်းပါလာဝန်းထဲလည်းပရိသေကပါလေဘုရားနီးမှာချုပ်ပြတ်တာလည်းဒီအဲ့ဒါကိစ္စတွေလာတော့မမွေးငင်ကပါလာရင်ပဲချင်းပြမတော့မသိရတော့အဲဒီတော့မျက်စိချွေရင်နားချွေရင်နာအဲဒီတော့ငါစိတ်ပိုင်းနဲ့ချွေရနေလူချင်းမတူပဲဖြစ်နေလက်တို့ပါချွေရနေတာကိုယ်ငါစိတ်ပိုင်းနဲ့ပြညာနဲ့မတူပဲနဲ့ချုံးကြပဲနဲ့ချွေရနေတာတို့ပါလေရှိအဲဒီတော့အဟိပုဂ္ဂိုလ်ကြီးခေါ်တယ်ပြီးတော့လေးနဲ့တဲ့တရားစကားတွေပါလေလို့သူနားမလည်ဘူးလို့ပြောလို့ရှိရင်နားမလည်အဲဒါအဟိပုဂ္ဂိုလ်ခေါ်တယ်အဲဒီအဟိပုဂ္ဂိုလ်ကလည်းဓမ္မစရိယကျင့်မို့ရအချိန်မဟုတ်ဘူးတဲ့ဒီပုဂ္ဂိုလ်ကကုသိုလ်ကောင်းမှုတော့ပြုရင်ဖြစ်ပါတယ်ဘုရားရှိခိုးရင်ကုသိုလ်ဖြစ်တာပဲညာသာကလေးရှိခိုးကုသိုလ်ဖြစ်တာပဲသိသူတို့ဖြစ်တာတော့ကုသိုလ်ဖြစ်တာပဲကောင်းသောကျိုးတွေပေးနိုင်တာပဲအဲဒီလောက်သောက်တည်ကျင့်သုံးနေလည်းကုသိုလ်ဖြစ်တာပဲဒါပဲမင်းတို့မဲ့ဖို့တရားတွေတော့မရနိုင်ဘူးတဲ့ဇာတရားလည်းမရနိုင်ဘူးသမာဓိပညာအထူးတွေကိုမရနိုင်ဘူးဝိပဿနာဉာဏ်နဲ့မှဖြစ်နိုင်ဘူးဒီလိုပုဂ္ဂိုလ်ကအဲရောက်အဲဒီတော့အဟိပုဂ္ဂိုလ်ကလည်းရပ်ပြစ်တယ်ပါပဲအဟိပုဂ္ဂိုလ်ကမဟုတ်ဘူးအဲဒီတည်းဒွိပုဂ္ဂိုလ်ကလည်းရှိတယ်ဒါကတော့ခွဲလို့မရဘူးဒွိနဲ့တိကခွဲလို့မရဘူးဒါကြောင့်သူ့တော်တင်မှာထည့်ပြီးဟောတော့ဒါကြပြတဲ့နဘာပြီးသွားတယ်တရားပွင့်ကငရေရွာနေရိတ်တာတိရိဟိတတရားလေးခုပြီးတော့ဆိုတာမိစ္ဆာပစ္စံမိစ္ဆာရိတိလူဒေသနာထဲတော့မိစ္ဆာရိတိက၅ခုမြောက်တော့နဲ့တူပါတယ်ဘုရားတင်မှာလည်း၅ခုမြောက်တော့ဖြစ်မိစ္ဆာပစ္စံအရင်စပုဂ္ဂလောမေသိမေသုသနာရေတုပစ္ဆာသာတော်ဟောတိမေသိမအိန္ဒိယနိုင်ငံအလယ်ပိုင်းမှာဖြစ်တဲ့ဘုရားဘုန်းတော်မူတဲ့ခါတော်အနိသနာထုံးကားနေတော့အဲဒီမှာပဲဖြစ်ပါတယ်သောစာကောဟောတိမိစ္ဆာရိတိကောဝိပရိဒဒသနောသောစာကောတပုဂ္ဂိုလ်သည်လေးမိစ္ဆာရိတိကောမှားတော့ယူရှိနေဝိပရိဒဒသနောဖောက်ပြန်သောယူရှိသည်ဟောတိဖြစ်၏ယူကမှားနေတယ်သူကတော့တိဟိတ်တော့တိဟိတ်ပါအယူကမှားတယ်ဘာလို့လဲတုန်းကဘုရဏကာရဘာလည်းမခိကောဂါလာတို့အသာရှိတဲ့ပုဂ္ဂိုလ်ကြီးရှိတယ်သူတို့ကယူမှားနေတော့ဘုရားစီကိုမလာလည်းမလာနိုင်ဘူးဘုရားစကားကိုသူတို့ယုံကြည်အလင်းများလည်းမပြုနိုင်ဘူးသူတို့တော့မဟုတ်ဘူးသူတို့ရဲ့တတိတွေရှိသေးတယ်သူတို့ရဲ့တတိတွေတိတ်ကြီးတွေဒါတွေကလည်းပဲသူတို့ယူတွေတိုက်ယူနေတော့ဘုရားတရားကိုမနာနိုင်ဘူးအဲဒါသူတို့ကပြုစုထားပြီးတော့နေတဲ့တရားတော်မတွေကလည်းရှိတာပဲဒါတွေလည်းပဲသူတို့အယူတွေမှားနေတယ်ဒီဥစ္စာတွေဖြစ်တရားလည်းတဲ့တုန်းကပရိပါဇကပရဝိုက်ဆိုတဲ့ဥစ္စာတွေအဲဒါတွေကမြတ်စွာဘုရားထံလာပြီးတော့တချို့လည်းတရားတွေငါ့လို့ညွှန်ကြပါတယ်ညွှန်ကြပြီတဲ့အောင်လို့တရားကျင့်သုံးအားထုတ်ပြီးတရားတချို့ကမရောက်ဘူးတချို့တော့လည်းပဲသာသနာတော်ဝင်ပြီးညာပြုပြီးချွတ်သွားတယ်လည်းသူကများများရှိပါတယ်မြတ်စွာဘုရားလည်းတစ်ခါအဲဒီပရဝိတ်တွေရှိရာအရာကိုသွားပြီးတရားတွေပါလေဟောအဲဒီမှာတရားနာပြီမဲ့လို့တချို့ကလည်းသဘောမပေါက်ဘူးသဘောပေါက်တဲ့တရားလည်းသူတို့မြတ်စွာဘုရားရဲ့သုံးပါလိုက်နာပြီးတော့ကျင့်နိုင်ပြီပြီးတော့မရဘူးဆိုတော့ပါရမီတော့ဖြစ်သွားတာပေါ့ပါရမီဖြစ်လို့ဖြစ်အောင်လည်းမြတ်စွာဘုရားသူတို့လည်းဟောပါတယ်ဒီနေ့ခါပြီးသောတော်ပြီးတော့ဟောတယ်မြတ်စွာဘုရားလည်းတစ်ခါအဲဒီပရဝိတ်တွေကြီးအရာကိုသွားပြီးတရားတွေပါလေဟောအဲဒီမှာတရားနာပြီမဲ့လို့
ချို့ကလည်းသဘောမပေါက်ဘူးသဘောပေါက်တဲ့တရားလဲသူတို့မြတ်စွာဘုရားရဲ့သုံးပါလိုက်နာပြီးတော့ကျင့်နိုင်ပြီတော့မရဘူးဆိုတော့ပါရမီတော့ဖြစ်တော့တာပါရမီဖြစ်လို့ကြောက်နေမြတ်စွာဘုရားသူတို့လည်းဟောပါတယ်သင်္ခါနိသောတော်ပြီးတော့ဟောအဲ့ဒါကြီးအများကြီးပါပဲဘုလုံးကမြတ်စွာဘုရားခဏခဏသောတော်ပြီးတော့ပြပိုက်တွေဟောတချို့ပြပိုက်ကတော်တော်ပဲကြီးညိုပါတယ်တရားတရားကြီးညိုတော့တရားတရားတွေသူတို့မေးများနေမယ်လို့သာသနာ့ဘောင်ဝင်နိုင်လောက်အောင်တော့သူကတရားတရားမထက်တန်တော့သာသနာ့ဘောင်တော့ဝင်နိုင်ဘူးသူတို့ကလည်းသူတို့နေတာပဲအဲ့ဒါနဲ့အဲ့ဒီတစ်ခွာလုံးတော့ပြန်တရားတို့မရဘူးဒါပေမဲ့လည်းအဲ့ဒီကကုသိုလ်ကောင်းမှုကြောင့်နောက်တစ်ချိန်ကျတော့ဒီဟိုကျွန်းမှာသာသနာထွန်းရတဲ့အခါမှာတော့တချို့ပုဂ္ဂိုလ်ရဲ့အဲ့ဒီမှာမရှိကြီးတွေပါလေလာဖြစ်ပါတယ်ကျွန်းတောင်းဝင်တော့ရဟနာဖြစ်သွားဒီလိုပုဂ္ဂိုလ်လည်းရှိအဲ့ဒါကြောင့်မြတ်စွာဘုရားနောက်တစ်ချိန်ကျရင်ကျွန်းနေအောင်လို့အဲ့ဒီပြပိုက်တွေပြီးတော့သွားတော့ပြီးတော့တရားဟောပါတယ်ပြပိုက်တွေဒါမှမဟုတ်မြတ်စွာဘုရားကတော့ဒါမသိညာမသိရတဲ့နဲ့သွားပြီးတော့ဟောတာပဲတချို့မင်းစည်းဝေးတွေတချို့ဇမနာပုံနာစည်းဝေးတွေသွားပြီးတော့ဟောသူတို့ကတော့သူတို့ဆရာကြီးဒါတိုင်းလာနေကြသူတို့ဆရာကြီးလာဟောနေတယ်လို့အောင်းမိနေတာလေဒါပေမဲ့လို့အဲ့ဒီနေ့တော့ဟောဖို့ပြောဖို့နဲ့သိကောင်းတာလေအတန်လည်းသိကောင်းတာပဲလို့ရိုးသေးနားနေကြတယ်နောက်ရသော်ရပြန်လာတဲ့ခါကျတော့မှသူတို့ဆရာကြီးကလာပြီးတော့နေရာမှာထိုင်ပြောဟောတဲ့ခါကျတော့ခုနကဟောတော့တို့ဆရာကြီးမဟုတ်ဘူးဒါကဘယ်သူဟောတာမှမသိဘူးလို့ဒီလိုအောင်းမိတယ်ဒီလိုအမှတ်တမဲ့လည်းတော့ဒီဟောတာရှိတာဘာဖြစ်လို့ဒီလိုဟောရအောင်ဆိုဒါပါရမီဝါဒနာလေးပြည့်အောင်လို့တဲ့နောက်သင်ကြလို့ချင်းဖြစ်ရင်အဲဒီကနေဒီတရားကြီးညိုတဲ့စိတ်ကလေးတွေဖြည့်ပြီးတော့နောက်ခါကျွတ်တောင်းမအောင်လို့တဲ့မြတ်စွာဘုရားဒီလိုလေးတရားတွေဟောပါတယ်အဲအယူတွေမှားနေတဲ့ပုဂ္ဂိုလ်တွေဒီပုဂ္ဂိုလ်ဒါရဲ့ဘုရားအနေနဲ့သွားဟောရင်နားမမဟုတ်ဘူးတရားလည်းသူတို့မကျင့်နိုင်ဘူးညိုတွေတော့မကျင့်နိုင်ဘူးအဲဒီလိုပုဂ္ဂိုလ်တွေရှိပါတယ်တရားလည်းတကလည်းအများကြီးရှိတာခုလည်းရှိတာပါပဲဒီဥစ္စာတွေတော့ဘုရားဘာသာတရားကိုမယုံကြည်နိုင်တဲ့ပုဂ္ဂိုလ်တွေဟောပြနေတော့ယဉ်ကျေးတဲ့ပုဂ္ဂိုလ်တွေရှိတာပဲသူတို့မှတော့ဇမသရိယဝါဒညာသွားခြင်းကျင့်မှုရသူတို့အခွင့်အာမဟုတ်ဘူးတဲ့ရရှိဖြစ်ပါတဲ့ရောက်နေတာပဲဒီပုဂ္ဂိုလ်မိစ္ဆာလေးကြီးတဲ့ပုဂ္ဂိုလ်အဲဒီမိစ္ဆာလေးကြီးယူထဲမှာအကြီးဆုံးမိစ္ဆာလေးကြီးကိုဒီမှာပေါ်ပြရတယ်နာတိဒိဏနာတိဒိဋ္ဌနာတိဒိဋ္ဌနာတိသုဒ္ဓဒုက္ခဒါနကာမနာဝိပါကောစသည်ဖြင့်10ခုရှိတယ်သူကအဲဒီကသာသဝတ္ထုကမိစ္ဆာလေးကြီးမိစ္ဆာမိစ္ဆာလေးကြီးအတူချုပ်ကတော့ကာကံအကျိုးမရှိလို့ယူတာပါပဲအဲကြောင့်ဒီကျေပြတယ်လည်းပါထားတယ်တဲ့ကွန်းလေးနဲ့ကုသိုလ်ကံမရှိအကုသိုလ်ကံမရှိကုသိုလ်ကံဤကောင်းကျိုးမရှိအကုသိုလ်ကံဤမကောင်းကျိုးမရှိလည်းယူတာပေါ့အဲဒီလိုယူလိုက်ရင်နောက်တမလုံးဘဝလည်းမရှိဘူးနတ်လည်းမရှိတော့ဘူးကုသိုလ်ကောင်းမှုကြောင့်နတ်ဖြစ်တာမရှိနိုင်ဘူးနတ်လည်းမရှိနိုင်ဘူးကုသိုလ်ကောင်းမှုပါရမီဖြည့်ပြီးတော့ဘုရားဖြစ်တယ်ဆိုတော့ဘုရားလည်းမရှိတော့ဘူးလို့ဆိုတာကံကံအကျိုးမရှိဆိုလို့ရှိရင်အကုန်လုံးပြုတ်ကုန်တယ်ဒီညကြီးဘာရှိတော့ဆိုတော့အခုမျက်မှောက်ဘဝတဘဝလည်းရှိတော့တာပဲဒါမှယုံကြည်ဒီတဘဝလည်းရှိပြီးတော့မမြင်ကောင်းတဲ့ငရဲတို့ခုနပြောတဲ့ပြိတ္တာတို့နတ်တို့ဆိုတာလည်းမရှိဘူးကံကအကျိုးပေးရမှာပေါ့ကံကအကျိုးမပေးတော့ဒါတွေလည်းမရှိဘူးဉာဏ်နဲ့ဖြစ်တဲ့ဒိဋ္ဌာန်နဲ့အတူပဲဒါပဲရှိတော့တာဒါကြောင့်ခုတချို့ပုဂ္ဂိုလ်တွေအဲ့ဒါပြောတယ်လူနဲ့ဒိဋ္ဌာန်လည်းရှိတာတဲ့နတ်တွေငရဲတွေပြိတ္တာတွေဆိုတာမရှိဘူးဆိုပြီးတချို့ကဒီလိုဟောတော့ဟောနေတာပဲအဲ့ဒါကြီးကသူတို့အဲ့ဒီဒိဋ္ဌိပဲဆိုတာဒီမိစ္ဆာတွေကြည့်တယ်အဲဒီမိစ္ဆာတွေရှိနေတဲ့ပုဂ္ဂိုလ်ဇမသရိယာများတော့ကျင့်မှုရမှာဖြစ်နိုင်ဘူးတဲ့သူတို့ယုံတော့မယုံပဲယုံတော့မယုံတော့သူတို့မကျင့်ဘူးပေါ့မယုံတော့မကျင့်ဘူးမကျင့်တော့တရားလူတွေမရနိုင်တော့ဟုတ်တာတဘွားလုံးဆုံးကျုံသွားတာပဲရည်ရည်ပါလေရောက်နေအဲဒီမိစ္ဆာတွေယူရှိနေလို့ရှိရင်ရည်ရည်ပါလေရောက်တယ်တရားပွင့်ကငရဲရွာနဲ့ပြိတ္တာတိအဟိတပြမိစ္ဆာပစ္စံဒီပုဂ္ဂိုလ်တွေပထမဘုရားဘာသာတွေပါပဲနောက်အဲဒီမိစ္ဆာဒိဋ္ဌိတရားတွေကြားနာလေ့လာပြီးတော့မိစ္ဆာဒိဋ္ဌိဖြစ်တော်တယ်ရှိတယ်မိစ္ဆာဒိဋ္ဌိဖြစ်တော်တယ်ရှိပါတယ်တော်တော်များများကိုရှိပါတယ်ခုနေ့ကလားအဲဒါတွေရည်ရည်ဖြစ်ပါတယ်ရောက်တော့တယ်မြတ်တော်ကျင့်မကျင့်နိုင်တော့ဘူးမြတ်စွာဘုရားကြီးသာသနာတော်ရည်ရည်ရတဲ့တရားတွေသူတို့မရတော့ဘူးသုံးကျုံသွားတာပဲခါတယ်နောက်ပစ္စံနဲ့ပစ္စံတွေအရင်သာပုဂ္ဂလပစ္စည်းမေသောကနာလေတုပစ္စာသာတော့ဒီမြတ်စွာဘုရားကလည်းပွင့်နေတယ်။ရားကလည်းဟောနေပြီ။ဒါပေမဲ့လို့ယစ္စာပုဂ္ဂလဤပုဂ္ဂိုလ်ဒီကဤပုဂ္ဂိုလ်ဒီလေးပစ္စည်းမေသောအစွန်ဖျားဖြစ်ကုန်သောသနပေတုသနဘုတ်နေပေတို့နဲ့ပစ္စာသာတော့ဖြစ်လေစီဟောတိဖြစ်၏။သာသနာတော်မထွန်းကားရပစ္စံတွေမှာဖြစ်နေတယ်ယထာနာတိဂတိဘေကုဏဘေကုဏီနံဥပါဒရဏဥပါဒိကနာယထာကျင်ရ၌ဘေကုဏယဟန်တို့ဤ၎င်းဘေကုဏီနာယာမိမတို့ဤ၎င်းဥပါဒကနာသရင်ဒီဥပါဒကတို့ဤ၎င်းဥပါဒိကနာသရင်ဒီဥပါဒိကမတို့ဤ၎င်းဂတိ
သွားလာခြင်းနေနာတိမရှိအဲ့ဒီရက်ကိုညာတန်ဃာတွေလည်းမရောက်ဘူးဘိက္ခုနီတွေလည်းမရောက်တရင်ဒီဖြစ်တဲ့ဥပါဒကာတွေဘုရားဘာသာဝင်တရားတွေလည်းမရောက်ဓမ္မတွေလည်းမရောက်တယ်ဒီလိုရက်အဲ့ဒီလိုရက်ရှိတယ်ဘုရားလက်ထက်တုန်းကဆိုအဲ့ဒီလိုရက်တွေကများပါလေအဆုံးပြကြတယ်သောစာကောဟောတိအဝိညာဓာရေတုမိလိုက်ခေတုသောစာကောသောဘောဂောတိလိအဝိညာဓာရေတုမသိမလိမ္မာကောသောမိလိုက်ခေတုမိလက္ခလူမျိုးတို့၌လူရိုင်းမျိုးတို့၌ဟောတိဖြစ်၏ဖြစ်ကြတော့လူရိုင်းမျိုးဖြစ်နေတယ်အဲဒီတော့ရသွားပြီးတော့ရင်ကျေးတဲ့လူဆိုလို့ရှိရင်လည်းကိစ္စမရှိဘူးဆိုရင်ရင်ကျေးတဲ့ပုဂ္ဂိုလ်ဆိုတော့ပြောလို့ဆိုတော့နားလည်အောင်လူရိုင်းမျိုးတွေဖြစ်အိန္ဒိယနယ်တဲ့အစွန်ပြမှာမိလက်ခဆိုလူရိုင်းတွေရှိတယ်အခုနာဂါတို့ဘာလိုမျိုးတွေပေါ့လေဗမာပြည်နယ်အစွန်လည်းရှိတာပါပဲဒီလူတွေအဖို့လည်းကောင်းကောင်းဝတ်တာမဟုတ်ကြက်ကြီးတယ်သူအခုတည်းမရင်ကျေးဘူးဒီလူတွေရအောင်မလုံနိုင်နိုင်အဝိုးဟိုရဖို့ဆိုတော့မဖြစ်သေးဘူးဒီကောင်းလေးကြက်တာပါကွာတရားနဲ့တော့ဝေးတာတော်ခက်ပါလေအဲဒီလိုပုံကိုယ်တွေတည်းသွားဖြစ်နေလို့ရှိရင်ဘယ်မှာတရားကျင့်နိုင်နေမှာတော့အဲဒီလိုနေရာတွေကြောက်ကြကောင်းတယ်ဒီလိုနေရာတွေလည်းပဲမဖြစ်မှနေရာကြမှာရရဖြစ်ပါပဲသူကလည်းယုံနာမယောပြမလောနေဒါကဟိုမှာတော့၄ခုမြောက်တော့ပဲရှိပါတယ်ဒီကနာဆင်ပါဘုညာတွေမှာလင်္ကာရရသင်္ဃာကာယရရတယ်မှာထည့်ခုနခုမြောက်ယုံနာမရောပြမလောနေယုံနာနဲ့မရောတဲ့ပြမလောကယုတ်တဲ့နာတဲ့ရှိနေတဲ့ပြမဘုံနဲ့အယသပုဂ္ဂလောဒီကာယုကေတုဒေဝနိကာယေတုပပန္နောဟောတိအယသပုဂ္ဂလောဤပုဂ္ဂိုလ်သည်ဒီကာယုကေတုရှိတော်တဲ့ရှိကောသောဒေဝနိကာယေတုနာပေါင်းတို့၌သာသာတော့ဖြစ်သည်ဟောတိဖြစ်၏အသက်ရှိတဲ့နတ်မျိုးတဲ့အသက်ရှိုံနဲ့မဟုတ်ဘူးရုပ်သက်ရှိတဲ့နတ်နာသက်ရှိတဲ့နတ်နောက်ဆိုပြမပါပဲဒီမှာတော့ဒါမှမဟုတ်ရုပ်နာမရောပြမလောနေရုပ်နာနဲ့မရောဘူးရုပ်သက်နာသက်အခုလူဆိုတာကတော့ရုပ်နာနဲ့ရောနေတာကိုရုပ်လည်းရှိနာလည်းရှိတော့ရုပ်ရှိတဲ့အတွက်နာရှိနေတယ်နာရှိတဲ့အတွက်သိနိုင်တယ်နားထောင်ပြီးသိနိုင်တယ်ပြောနိုင်တယ်ဟောနိုင်တယ်သွားနိုင်တယ်လာနိုင်တယ်လုပ်နိုင်တယ်ယုံနာနဲ့ရောနေတယ်ဓာတ်ပြ6ထပ်ဆိုရရှိတဲ့ကာမောဒရဏပြ6ထပ်ဘုဒ္ဓမာယေကာဝရိနာယာမတုဒ္ဒနေမန္တလိပရမဝုဒ္ဒဝရီဓာတ်ပြ6ထပ်အဲ့ဒီမှာလည်းပဲလူကြီးလောက်အားပဲပြောရတယ်ယောနာရောပြည့်စုံမယ်ပြီးတော့နတ်ယောက်ျားနာမိမသူအပြည့်စုံမဲ့သူကတော့ကာမဘုံတွေကိုလူလိုပါပဲသူကတကူကြည့်တယ်ချမ်းသာတယ်ဒါလည်းထူတယ်နောက်သူတို့အထက်ကျတော့ဓမ္မဘုံတွေရှိတယ်ဓမ္မဘုံတွေကတော့အဲဒီမှာတော့ယောက်ျားတို့မိန်းမတွေလို့သူတို့အထူးမရှိဘူးသူတို့ကတော့ယောက်ျားမိန်းမစိတ်လည်းမရှိဘူးပုံသဏ္ဍာန်ကတော့အသွင်ပြင်ကတော့ဒီကအပြင်ကနေကြည့်ရင်တော့ယောက်ျားပုံသဏ္ဍာန်ခန့်ခန့်ညာညာပါပဲပုံသဏ္ဍာန်ကတော့ဒါပေမဲ့လို့ယောက်ျားမိန်းမတွေစိတ်ပိုင်းအင်္ဂါတွေမရှိဘူးလို့အဲဒီဓမ္မဘုံတွေရှိတယ်ပထမဇာန်က3ဘုံနဲ့ဒုတိယဇာန်က3ဘုံတတိယဇာန်က3ဘုံနဲ့30မှာ9မျိုးရှိတယ်ဒီမှာအဲဒီကထမဝေဟဘုံဘုံနဲ့နောက်ပြီးတော့သုဒ္ဓဝါဒက9ဘုံနဲ့ယောဟနာကပြည့်စုံဘုံတွေပါပဲဒီဘုံတွေကတော့သူတို့လည်းပဲတရားဟောနိုင်တယ်တရားနာနိုင်တယ်မျက်စိရှိလို့မြင်နိုင်တယ်ဘုရားတွေပါတယ်ဖူးနိုင်တယ်နားရှိလို့တရားတွေကြားနာနိုင်တယ်တရားတွေကျင့်သုံးနိုင်တယ်အရိယာပုဂ္ဂိုလ်တွေဖြစ်နိုင်တယ်သုဒ္ဓဝါဒဘုံတွေဆိုတော့အနာဂတ်နဲ့ယ ahanan တွေပဲရှိတယ်ဘုသူဇဏောင်းရှိနာကောင်းတဲ့ဘုံတွေပါပဲအဲ့ဒါတွေကယောဟနာနဲ့ပြည့်စုံတဲ့ဘုံတွေအခုကတော့ယုံနာမရောတဲ့ဘုံအသင်္ညတဘုံနဲ့ဝေဟဘုံနဲ့တရားနဲ့ပါပဲအမျိုးအစားသာကွာတယ်တဘုံတော့တဘုံနဲ့ပါပဲဝေယဘုံတော့တဘာပေါင်း900အသက်ရှိလူပြည်ကသမထဇာလန်းကဇာနေအားထုတ်လို့သရုပ်ရဇာပြသမဇာကိုရတယ်အဲဒီဇာရပြီးတော့သူကရုပ်ကိုယုံမုန်းဆက်ဆုပ်ပြီးတော့ပွားများသွားရုပ်ရှိလို့ဒုက္ခတွေရောက်ရတယ်လို့ရုပ်လည်းပြည့်မြင်မယ်ဆိုမြင်စရာပဲဟုတ်တယ်ရုပ်ရှိလို့မဟုတ်နာရှိလို့သူကနာရှိလို့ဒုက္ခတွေရောက်ရတယ်ရုပ်သက်သက်ဆိုဒီသာမကြည့်ဘူးနဲ့နာငါသိမလို့ရုပ်သက်သက်ဆိုလို့ရှိရင်အတုံးတိုင်ကြောက်ခဲမြည်ကြီးခဲ့တယ်မိတော်လို့လည်းပူမမသိဘူးမပူဒုနဲ့ရဲလို့လည်းနာမမသိဘူးဘယ်သူမှနှိမ့်တယ်လည်းမဖြစ်နိုင်ဘူး
နာကြည့်လို့ဟွာမြင်ပြဟွာသိတရားသိနေသင်္မနေတာဒုက္ခရောက်နေတာပဲဆိုပြီးတော့နာကိုသူကပြင်းမြင်ပြီးတော့ဝါများသွားတော့ဒီတဲ့ခါကလာကြတော့အဲ့ဒီဝေဟဘုံနဲ့တရားနဲ့ပါပဲအပင်ညတဆိုတာဖြစ်တယ်ပညာမရှိဘူးပညာမရှိတယ်လို့စိတ်တိုင်းမရှိမနာကြတယ်အကုန်လုံးမရှိဘူးရုပ်သက်သက်ပဲလူပြေကနေပြီးတော့ထိုင်ရစုတွေသွားလို့ချင်းဟိုမှာထိုင်ရင်ကြီးပဲရရစုတွေရင်ရရပဲလဲလျောင်းအိမ်နေကစုတွေသွားလို့ချင်းလဲလျောင်းရင်ကြီးပဲအခုနာယုကြီးများလို့နေမှာပေါ့နာယုတွေလောက်ထားတယ်ဒေသယုကြီးတွေလောက်ထားတယ်ဝေယဘောပြမာတွေနဲ့ပုံပန်းတဏ္ဍာတော့အတူတူပါပဲသို့တော်လည်းသူကရုပ်သက်သက်အားမှမသိဘူးအသေးချင်မာကြီးတွေသွားမှမပြင်တာသေတာတော့လည်းမဟုတ်ဘူးလို့လားသားကြီးတွေကတော့ကိုပြမာတွေလိုပဲအသက်ရှင်တဲ့ပြမာအတိုင်းနဲ့မထူးဘူးအဲ့ဒါဘာမှမသိဘူးမပြောနိုင်ဘူးသူများသွားပြောတယ်လည်းသူမသိဘူးအဲ့ဒီဘုံနဲ့ဒါရည်ဖြစ်ပါတယ်တဲ့ဒီဘုံရောက်သွားလို့ရှိရင်ညစာရပွင့်လို့တရားဟောနေတယ်မဲ့သူတရားမနာနိုင်ဘူးသူနားလည်းမရှိသေးတာဘူးပုံသဏ္ဍာန်တော့ရှိတယ်နားမကြားနိုင်ဘူးဒါတော့စိတ်ကလည်းမရှိတော့ဘာမှသူမကြားမသိနိုင်ဘူးတရားလည်းမသိနိုင်ဘူးနားမလည်နိုင်ဘူးတရားကျင့်ဖို့ဆိုတာဘယ်ဖြစ်တော့မလဲစိတ်မှမရှိသေးဘူးအဲဒီလိုပြီးတော့အဲ့ဒါကအင်္ဂုတ္တမှာတော့အဲဒီအသင်္ကတဘုံတစ်ခုပဲသက္ကရာကဝင်လာတယ်ဒီကနေ့ကမှာတော့ဗာတိယသုတ်ဗာတိယသက္ကရာကတော့အသင်္ကတရောက်အာယုပါငကုလုံးဖွင့်ထားပါတယ်ငကုလုံးဖွင့်တာပဲပြည့်စုံပါတယ်အာယုပါဘုံဆိုတာကတော့ရုပ်မရှိတဲ့ဘုံအဲဒီမြမဘုံလေး30နဲ့6ဘုံကအထက်မှာအာယုပါဘုံ၄ခုရှိတာအာကာသနဲ့သာရဏဝိညာဉ်နဲ့သာရဏအာကိဉ္စဉာရဏညဝပညာနာပညာရဏရောဘုံ၄ခြင်းရှိအာကာသနဲ့သာရဏဇာရတဲ့ပုဂ္ဂိုလ်ကသုတေသွားလို့ရှိရင်အဲ့ဒီမှာအာကာသနဲ့သာရဏဘုံမှာဒီမှာသွားပြီးစိတ်ကြီးရဲ့စိတ်နာတရားကြီးရဲ့စိတ်စိတ်လေးတွေပေါ့ရုပ်မရှိဘူး။ဆောင်းတာသိသနာဝိညာဉ်နဲ့သာရဏဘုံလည်းပဲဒီလိုပဲအဲ့ဒီဇာရလို့ရှိရင်အဲ့ဒီရောက်သွားဒီလိုပဲစိတ်နာတရားစိတ်စိတ်လေးနာတရားကြီးရဲ့ရုပ်မရှိဘူး။အာကိဉ္စဉာရဏဇာရလို့ရှိရင်အဲ့ဒီမှာသွားပြီးရုပ်မရှိဘူး။ဒီဘာပညာနာပညာရဏကြတော့သူကသာသိမ့်မွေးတာပေါ့လေစိတ်နာတရားတော့သိမ့်မွေးမှုလေးကြီးတော့မရှိရှိဆိုတော့ဖြစ်ပြီးတော့အဲ့ဒီမှာယုံကြည်ဘူးယုံကြည်တော့အဲ့ဒီဘုံတွေမှာဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကမြတ်စွာဘုရားတရားဟောနေလို့သူတို့တရားမနာနိုင်ဘူးတရားထားလည်းမလာနိုင်ဘူးတရားပွင့်မှလည်းသူတို့မသိဘူးသူတို့သိအောင်လည်းဘယ်သူမှသွားမပြောနိုင်ဘူးဘုရားတောင်သွားပြီးမဟောနိုင်ဘူးသူကဘယ်တရားကျင့်နိုင်နေမှာတော့အဲ့ဒါသူတို့အသက်ရှိတဲ့ညာအဲ့ဒီမှာဒီနေတာပဲဘုရုပါရနောမခေအကြောင်းနဲ့စပြီးတော့ရာဇီ7ပါးပြမနေ့ကတော့သုံးတော့ပါပြီအဲဒီလင်္ကာလေးစပြီးတော့ပြရတယ်တရားပွင့်ခါရေရွာနဲ့ဣဒ္ဓာတိရိဟိတဗျာဣစ္ဆာပိသံယုံနာမယောဓမ္မလောနေမဟောတရားဣဟိတာဟုဣပါယတိသောငါဖြစ်သည်ဥခေကြုံရကောင်းလာသည်ခဏကိုယ်မြောက်ပေသည်တရားပွင့်နေတော့မြတ်စွာဘုရားတရားတော်ကြီးမညာဘုညာနိဗ္ဗာန်ကြောင့်ကြားရဟောကြားနေတော့အမှန်တန်ခင်ကောင်းတဲ့အခါကာလကြီးရဲ့မှာနေရရောက်နေတဲ့ပုဂ္ဂိုလ်တဲ့ယတိဒီပါးတွေကတဘာပါဝင်ဖြစ်နေတာပဲဓမ္မစရိယမြတ်တော်ခြင်းကိုကျင့်သုံးမှုရမဖြစ်နိုင်ဘူးလူသားတွေမှာမြတ်စွာဘုရားဤသာသနာတော်မှာတရားတွေကျင့်ကြတော့ဟောတာဘာဖြစ်တရားဂါဖြစ်နာဂါဖြစ်ဉာဏ်နာဖြစ်မဉ္ဇဉ်ဘုံညာနဲ့နိဗ္ဗာန်ကိုမြတ်မောက်ကြည့်ကြမြင်ရတာလွတ်ကြရဲရောက်နေတဲ့ပုဂ္ဂိုလ်ဘာမှမလုပ်နိုင်ဘူးနည်းနည်းမှမတတ်နိုင်ဘူးတရားပေါ်မှာလည်းသူပြီးနေမှလည်းပြီးနေပြီးဘူးလည်းမရှိပါဘူးသောသူဒိဋ္ဌာဖြစ်နေကြပြီတဲ့ဒိဋ္ဌာလည်းပဲဒီလိုပဲဒီမှာတရားအားထုတ်ရခွင့်ရမရနိုင်ဘူးတိရစ္ဆာန်နေဖြစ်နေတယ်တဲ့ဒါကြီးကမျက်မှောက်မြင်နေရတာလည်းတော့ဒီတွေ့ရစသည်ရဲ့ဒီနှစ်ဒီဥပ္ပောင်းမျိုးမျိုးတွေအများကြီးပါတိရစ္ဆာန်တွေကတော့မျိုးတွေသိနေရပါတယ်
အဲဒီသတ္တဝါတွေဖြစ်နေရင်လည်းတရားအာမထုံနိုင်မှုသူများတွေမှာတရားအထုတ်ကြမြင်မြအခုဒီမှာသာသနာ့ရေးဓမ္မလာရောတတိပဋ္ဌာန်ဝိပဿနာတရားအထုတ်ကြဒီချက်တဲ့သာနာနဲ့အထုတ်ကြသူကြတဲ့သမာဓိပညာတွေကိုရကြဒီကမသိရသေးတဲ့အပညာလေးဖြစ်ကြတယ်အဲဒီလိုချိန်ခါကာလမှာတိဋ္ဌာန်နေမှာတော့ဒီနိဗ္ဗာန်လည်းရှိနေတာပါပဲဒီတဲ့သာသနာ့ရေးဓာတ်လည်းတိဋ္ဌာန်နေအများကြီးရှိတာဘာမှသူတို့မှာသူတော်တရားတွေမကျင့်နိုင်ကြတယ်ရမကျင့်ရမှလည်းမသိဘူးသူဟောလို့ပြောတယ်သူတို့နားမလဲဘူးဘာမှမလုပ်နိုင်ပါဘူးတိဋ္ဌာန်တွေကအများကြီးရှိတာအဲဒီရောက်နေတဲ့ပုဂ္ဂိုလ်တွေရည်ဖြစ်ပါတယ်ရောက်နေတာပဲအဟိတတရားတဲ့လူဝင်ဖြစ်နေတော့လည်းလေးတွေကလည်းအဟိမပါတဲ့ပုဂ္ဂိုလ်ညာနဲ့ဒီချင်းမတူတဲ့ပုဂ္ဂိုလ်မျက်စိအင်္ဂါရောနားအင်္ဂါရောလက်ချင်းအင်္ဂါရောစသည်ဖြင့်ချွေသွင်းပြီးတော့နေတဲ့ပုဂ္ဂိုလ်သွန်အားရဲ့ပုဂ္ဂိုလ်အဲဒီလိုဖြစ်နေလို့ရှိရင်မေဖို့ရာကြောင့်ဖြစ်တဲ့တရားတွေမကြည့်ကြအမှန်နိုင်ဘူးလူတွေဖြစ်နေတော့လည်းမိစ္ဆာတွေဖြစ်နေလို့ရှိရင်တဲ့မိစ္ဆာတွေကလည်းဟိုအများကြီးရှိတာပဲကံကံရင်ကျိုးမရှိနောက်တော့မလွန်ဘဝမရှိပြီးတော့ယူဝါဒအဲဒီလိုစိုးစိုးလာလာကြီးတကယ်မြဲမြဲဖြစ်နေလို့ရှိရင်ဒီဓမ္မိစ္ဆာတွေခေါ်တယ်အဲဒီလိုပုဂ္ဂိုလ်ကတရားအမှန်ထုတ်နိုင်ဘူးသာမမိစ္ဆာယူရတော့လျာဏမိစ္ဆာဖြစ်တဲ့မိစ္ဆာကောင်းကြီးကပြောလိုက်ဟောလိုက်လို့ရှိရင်သူ့ယူကိုကျွတ်စွန့်ပြီးတော့တရားအထုတ်နေတာလည်းနည်းနည်းပါးပါးရှိပါသေးတယ်ဒါဆိုလည်းဒီယူသွဲပြီးလို့ရှိရင်တော့စွန့်နိုင်တယ်မစွန့်နိုင်တော့ဘူးတရားအထုတ်နိုင်သူများတွေမှာတရားအထုတ်လို့ဖို့နိဗ္ဗာန်ကိုရောက်ကြသူမှာဘာမှတရားအသားမဲ့တယ်ရာဇိဖြစ်ပါတယ်ရောက်နေတာတဲ့လူချင်းဖြစ်ပါရဲ့အယူမှားယူလွဲနေတာနဲ့တရားမရောက်သစ္စာတွေတဲ့အတိုင်းသွန်ပြမှာဒီတော့အိန္ဒိယနယ်ပိုင်းကမိသီမာဒိတာဆိုပြီးတော့တရားသာသနာမရောက်တဲ့နေရာတွေသစ္စာတွေဆိုပြီးတော့တတ်တယ်အခုတော့တရားသာသနာရောက်တဲ့နေရာတွေကသာသနာထွန်းကားတဲ့နေရာတွေကတော့ယတိစိပါကလွတ်နေတဲ့နေရာတွေပါပဲသာသနာမထွန်းကားတဲ့နေရာတွေအိန္ဒိယထဲမှာလည်းအခုတော့သစ္စာတွေလို့ဖြစ်နေပါပဲတချို့နေရာတွေအဆုံးဖြတ်ကြတဲ့နေရာတွေကျတော့နိုင်ငံထဲမှာနိုင်ငံလူတွေထိနေတာဟုတ်အဲ့ဒီနေရာနိုင်ငံဝေးပါတယ်ယုံနာမကျော်ဇမလောကယုတ်တဲ့တရားရှိတဲ့သင်္ကြန်ဘုံနောက်တဲ့တရားရှိတဲ့အာယုဘဘုံတွေရောက်နေတဲ့ပုဂ္ဂိုလ်တွေပုထုဇဉ်တွေပေါ့အရိယာတွေကတော့မိသားစုတွေအဲဒီပုဂ္ဂိုလ်တွေလည်းပဲလူပြေမှာနတ်ပြေမှာမြတ်စွာဘုရားတရားတွေကိုဟောကြပြောကြဆွေးနွေးကြပြည့်ညက်ကြံကြအားထုတ်နေကြသူတို့ဘာမှအာမထုတ်နိုင်ဘူးမသိဘူးအဲဒီဖြစ်ပါတယ်ရောက်မဟောတရားတိဟိတာကတော့ဘုရားပွင့်ပြီးကစားတရားမဟောသေးခင်သုံးမဟုတ်မြတ်စွာဘုရားမပွင့်တဲ့အခါကာလဘုရားကမပွင့်ဘူးဆိုတော့တရားမဟောဘူးဆိုတာတော့သင်ကြားနေပါသာသနာ့ဘာအခါကာလမှာတိဟိပုဂ္ဂိုလ်ပဲတရားနာရလို့ရှိရင်မဖို့နေပါရနေတဲ့ပုဂ္ဂိုလ်ဒါပဲမဲ့လို့တရားကမဟောတော့ဘူးတရားမကြားနာရဘူးအဲ့ဒါလည်းကြည့်ဖြစ်ပါတယ်မှာတပါးပါဝင်မယ်စစ်ပါရပြည့်လွန်ငါဖြစ်ဒီခုခေတ်ကြောင့်ရကံကောင်းလာသည်အဲဒီရည်စစ်ပါတွေအခုခေတ်အခုသာသနာထွန်းကားတဲ့ရည်တွေမှာကျုံနေရတဲ့ပုဂ္ဂိုလ်တွေပေါ့လေဘုရားသာသနာဝင်ပုဂ္ဂိုလ်တွေအခုတရားနာနေတဲ့ပုဂ္ဂိုလ်တွေတော့သူပြောကြမလို့ပါဘူးမှသူသိကြပါကံကောင်းလာသည်တဲ့ဒါကံကောင်းနေတာပဲအဲဒီရည်စစ်ပါကလွတ်ပြီးတော့တရားရှိခိုးတဲ့အခါရည်စစ်ပါမှသင်လို့ရပါတော့ဤဆိုပြီးတော့သူတော်ကြတာပြင်းလို့နေတာပဲသမထကံကောင်းနေတာတဲ့ဧကဝခောဘိက္ခွေခနောဓမ္မစရိယဝါဒယဘိက္ခွေယံတို့ဓမ္မစရိယဝါဒယမြတ်သောကျင့်ကိုကျင့်သုံးခြင်းကဧကဝခောတခုရိတာလည်းဖြစ်သောခနောခဏပေရီဓမ္မစရိယမြတ်သောကျင့်ကိုကျင့်သုံးမှုရာရှင်းနိုင်တဲ့ခဏကတခုတည်းပဲရှိတယ်တဲ့ဘောရှိခုကမဖြစ်နိုင်တဲ့ခဏတွေအခဏရည်ဖြစ်သွားတယ်ရည်စီကပါတော်ပြီးတော့တခုကြီးပဲရှိတယ်ဒီခဏကတမောဧကောဘယ်တခဏတော့ဆိုလို့ရှိတယ်ဣဒာလောကေတတ္တဒောသဥပ္ပန္နောဟောတိ
လောကေလောက၌ဤတာလောကေဤလောက၌တထာတော်သမြတ်စွာဘုရားသည်လေဥပ္ပန္နောပွင့်ထွန်းတော်မူ၏ဟောတိဖြစ်၏တရားလည်းပွင့်ထွန်းပြီးတနည်းကပြောခဲ့တဲ့အတိုင်းပဲဒီမှာဂုဏ်မှုကြီးသုံးပါပဲအရဟံဂုဏ်သမ္မာသမုဒ္ဒဂုဏ်ဝိသရဏသမ္မာနာဂုဏ်စသဖြင့်ဂုဏ်တော်ကိုယ်ပါနဲ့ပြည့်စုံတဲ့မြတ်စွာဘုရားပွင့်နေပြီဓမ္မောဇတေတိယေတိဩပါဒမိကောပရိနိဗ္ဗာနိကောသံဘောရဂာမိသတ္ထာဂတပွေရိတော်သတ္ထာဂတပွေရိတော်မြတ်စွာဘုရားဟောကြားတော်ဩပါဒမိကောကိလေသာကိုငြိမ့်စေနိုင်သောပရိနိဗ္ဗာနိကောဆင်းရဲကသိငြိမ့်စေနိုင်သောသံဘောရဂာမိသစ္စာလေးပါးကိုထိုးထွင်းသိတော်ရိယာမဲ့သို့ဆက်ရောက်စေနိုင်သောဓမ္မောသတရားကိုလိတိတိတော်ဟော၏ဓမ္မောသတရားကိုလိတိတိဟော၏မေဖို့လေးပါးရောက်ကြောင်းတရားလည်းပဲဟောနေပြီအဲ့ဒါမြတ်စွာဘုရားဟောတဲ့တရားပဲဘုရားကိုယ်တိုင်ဟောတာဖြစ်စေမြတ်စွာဘုရားရဲ့ဒီသက်သက်ကဟောနေတာဖြစ်စေအထာဂတပူရီတော့မြတ်စွာဘုရားဟောတဲ့တရားဒီတရားကိုဟောနေပြီသမစက်ပြသုတ်တရားနာတလက္ခဏာသုတ်တရားအစာရှိသည်မြတ်စွာဘုရားဟောတဲ့တရားတွေသုတ္တန်တရားတွေနိဗ္ဗာန်ရဲ့တရားတွေသတိပဋ္ဌာန်သုတ်တရားဟောဩပဒမိကောကိလေသာငြိမ်းစေနိုင်တယ်ပရိနိဗ္ဗာန်ကိုစိရခါသိငြိမ်းစေနိုင်တယ်သံဘောရကမြေအရိယာမေဆိုရောက်စေနိုင်တယ်သတိပဋ္ဌာန်သုတ်မှာမြတ်စွာဘုရားဟောတာနော်ဧကယနောယံဘိကွေမေဘောသတနာဝိသုဒ္ဓိယသောတာပရိဒီဝရံသာမတိကမယဒုက္ခဒေါသနာနာအထင်ကမညာရပါတိကမနိဗ္ဗာန်သာပိစိကိရိယာယရိယသတ္တရောသတိပဋ္ဌာနာဘိကွေယံတို့သတ္တရောလေးပါးကိုမယရိယာယိမေသတိပဋ္ဌာနာအကျဉ်သတိပဋ္ဌာန်တရားတော်သည်တန်တိရှိကုန်၏ယံဤသတိပဋ္ဌာန်လေးပါးသည်ဟူသောခရီးသည်ယံမေကောဤသတိပဋ္ဌာန်လေးပါးသည်ဟူသောခရီးလမ်းသည်ဧကယနောအခုရီသောလတကြောင်းဤသောလမြေသတိတော်လေးပါးကာယ ानु ပသနာရုပ်အပေါင်းရုပ်အမူအရာတွေကိုရှုသိပြီးတော့နေတဲ့တရားဝေဒနာ ानु ပသနာခံစားမှုဝေဒနာတွေဒုက္ခဒုက္ခဥပိ္ပခဝေဒနာမျိုးမျိုးတွေကိုရှုသိပြီးတော့နေတဲ့တရားစိတ်ဓာ ानु ပသနာစိတ်တွေဖြစ်တိုင်းဖြစ်တိုင်းရှုသိပြီးတော့နေတဲ့တရားဓမ္မ ानु ပသနာတဲ့သဘောတရားတွေဖြစ်တိုင်းဖြစ်တိုင်းရှုသိပြီးတော့နေတဲ့တရားသတိပဋ္ဌာန်တရား၄ပါးအရိယာများ၄ပါးကပြောပြီးတယ်သိကျင်လည်းမရှိဘူးဒါကိုယ်နေပြီကာယဝေဒနာစိတ်ဓာတ်တရား၃ခုကအပြီးပြီးထုတ်တာဉာဏ်သားတွေအကုန်လုံးဓမ္မ ानु ပသနာတွေဘာမှမကြံတော့ဘူးအဲဒါတွေအဲဒီသတိပဋ္ဌာန်တရား၄ပါးပေါင်းလိုက်ရင်တော့ဒီခုတည်းပါပဲတဲ့တတိဆိုတာဒီခုတည်းပဲအာယုံကတော့၄ခုပဲ၄ခုခွဲတယ်။အာယရှုတာတခုဝေဒနာရှုတာတခုစိတ်ရှုတာတခုဝတရားရှုတာတခုဒီလိုအာယုံ၄မျိုးပဲခွဲတာလို့တတိ၄မျိုးဖြစ်နေဒီကတော့တစ်မျိုးတည်းပါပဲ။အမှားရတဲ့တတိလေးနေရဖြစ်တော့တစ်မျိုးတည်းပဲ။ဘုံမူရာရှုပြီးတော့သိတာလည်းအမှားရပြီးသိတာပဲ။ဝေဒနာတွေရှုပြီးတာလည်းအမှားရသိတာပဲ။စိတ်ရှုပြီးတာလည်းအမှားရသိတာ။သဘောတရားတွေရှုပြီးတာလည်းအမှားရသိတာ။ဒီလိုဘာသာဖြစ်တဲ့တရားတွေအမှားရသိတာပฏิပဒါပဲ။နေတိုင်းအမှားရပြီးတော့သိနေတယ်အမှားရတာကတတိသိတာကညာတတိနဲ့ညာပဲအဲဒီအာထုတာတွေပါလေမမီရောကျက်ကျက်အာထုတာတွေပါလေသမဝါယမခေါ်တာဒါကသမဗလာဝိရိယတယ်အဲဒါသမဝါယမနဲ့ကျက်ကျက်စိုက်ပြီးတော့မှားလိုက်တော့သိတည်မှုလည်းပါတယ်သမာဓိလည်းပါတာပဲ